တုပ်ကွေးရောဂါဘာကြောင့်ဖြစ်ရတာလဲတုပ်ကွေးရောဂါဟာဗိုင်းရပ်စ်ပိုးကနေတဆင့်အများဆုံးကူးစက်ပြီးရောဂါပိုးဟာအသက်ရှူလမ်းကြောင်းထဲကိုဝင်ရောက်ပြီးကူးစက်ပါတယ်ရောဂါပိုးကူးစက်ခံရသည့်အချိန်မှစ၍1 ရက်မှ4 ရက်အကြာတွင်ရောဂါလက္ခဏာပြလာပါတယ်ရောဂါလက္ခဏာမပြမီ1 ရက်မှစတင်၍ရောဂါလက္ခဏာစတင်ခံစားရပြီးနောက်9 ရက်အထိအခြားလူတွေကိုရောဂါကူးနိုင်ပါတယ်တုပ်ကွေးအမျိုးအစားတွေကအများကြီးရှိနိုင်ပြီးတစ်နှစ်နဲ့တစ်နှစ်ဖြစ်ပွားတဲ့တုပ်ကွေးမျိုးစိတ်ချင်းလည်းမတူနိုင်ပါဘူးတုပ်ကွေးအမျိုးအစားကကွာခြားပေမဲ့ကလေးတွေမှာခံစားရနိုင်တဲ့လက္ခဏာတွေကတော့များသောအားဖြင့်တူတက်ကြပါတယ်နှာခေါင်းပိတ်ခြင်းလည်ချောင်းနာခြင်းချောင်းဆိုးခြင်းအဖျားကြီးခြင်းချမ်းတုံနေခြင်းခေါင်းကိုက်ခြင်းကိုယ်လက်ကြွသားညောင်းကိုက်နာခြင်းမအီမတာဖြစ်ခြင်းစတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်တုပ်ကွေးကာကွယ်ဆေးကဘယ်အရွယ်မှာစထိုးလို့ရလဲကလေးအသက်6 လပြည့်ပြီဆိုတာနဲ့စထိုးလို့ရပါပြီပထမဆုံးအကြိမ်တုပ်ကွေးကာကွယ်ဆေးစထိုးတဲ့နှစ်မှာတော့1 လခြားပြီးကာကွယ်ဆေး2 ကြိမ်ထိုးဖို့လိုပါမယ်နောက်နှစ်တွေမှာတစ်နှစ်တစ်ကြိမ်သာထိုးရင်ရပါပြီတုပ်ကွေးကာကွယ်နိုင်မဲ့ရိုးစင်းတဲ့နည်းလမ်းတွေတစ်နှစ်တစ်ကြိမ်တုပ်ကွေးကာကွယ်ဆေးထိုးပါလက်တွေကိုတေချာတန့်စင်ဆေးကြောပါချောင်းဆိုးနှာချေရင်နှာခေါင်းနဲ့ပါးစပ်ကိုအုပ်ထားပါအသုံးပြုပြီးသားတရှူးတွေကိုချက်ချင်းစွန့်ပစ်ပါပြေဝစွာအနားယူပါအာဟာရပြေဝအောင်စားပါတကိုယ်ရည်တန့်ရှင်းရေးဂရုစိုက်ပေးပါလူစုလူဝေးကိုရှောင်ပါ